မြို့သားညီညွတ်ဆိုရ NUG ကအနာသိစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့လူချုပ်စိုးဝင်းအပါအဝင်စစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်33ကိုအကြမ်းဖက်တမများအဖြစ်သတ်မှတ်ကြောင်းပြီးခဲ့တဲ့ဒီဇင်ဘာ21ရက်နေ့ကတရားဝင်ထုတ်ပြန်ကြေညာသွားပါတယ်။ NUG ဆိုရအနေနဲ့အဆိုပါအကြမ်းဖက်တမ33ကိုဖမ်းဆီးရမိနိုင်ရေးအတွက်ကြိုးပမ်းသွားမှာဖြစ်ပြီးတော့နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုနိုင်ငံတကာတရားရုံးများမှာလည်းတရားစွဲဆိုနိုင်ရေးအတွက်မဟာမိတ်အဖွဲ့အစည်းများနဲ့ချိတ်ဆက်ဆောင်သွားမယ်ဆိုပြီးတော့မှထုတ်ပြန်လာပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကထုတ်ပြန်တဲ့အဆိုပါကြေညာချက်မှာ2021ခုနှစ်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်6ခန်းငယ်နဲ့ပုံမှန်82ခါခွေတို့အရာအနှစ်ထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ယခုကဲ့သို့အမိဖြင့်စည်ရင်တွင်တင်းလိုက်ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။အကြမ်းဖက်တမများအဖြစ်ကြေညာထားခံရတဲ့သူတွေထဲမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဒုစစ်ကောင်းဆောင်စိုးဝင်းစစ်တပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်များပြီးတော့စစ်တပ်ကစိတ်ကြိုက်ရွေးချယ်ဖွဲ့စည်းထားတဲ့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေဒီစစ်ဖက်ရက်ဖက်ထိပ်ပိုင်းခေါင်းဆောင်33ဦးထိပါဝင်ပါတယ်၎င်းတို့ဟာပြည်သူလူထုအပေါ်စစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများကိုကိုယ်တိုင်ကျူးလွန်ခြင်းကျူးလွန်ရန်အမိန့်ပေးခြင်းနဲ့ပူးပေါင်းပါဝင်ခြင်းတို့ကြောင့်အကြမ်းဖက်တမများအဖြစ်တတ်မှတ်ရတာဖြစ်ကြောင်း NUG ကဆိုထားပါတယ်အထူးသဖြင့်နေစဉ်ရက်ဆက်ဆိုလိုနိုင်ငံနဲ့အဝန်လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကြေးအောင်များကိုဘီရှော့ဖြစ်စေခြင်းအပြစ်မဲ့ရတာပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းစတဲ့လုပ်ရများဟာအကြမ်းဖက်မှုမြောက်ကြောင်းထောက်ပြထားပါတယ်NUG အစိုးရအနေနဲ့အဆိုပါအကြမ်းဖက်သမား33ဦးကိုဖမ်းဆီးရမိနိုင်ရေးအတွက်အချိန်အဟုန်ဖြစ်ကြိုးပမ်းသွားမည်ဖြစ်ပြီးတော့နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုနိုင်ငံတကာတရားရုံးများမှာလည်းတရားစွဲဆိုနိုင်ရေးအတွက်မဟာမိတ်အဖွဲ့အစည်းများနဲ့ချိတ်ဆက်ဆောင်ရွက်သွားမယ်ဆိုပြီးတော့မှထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းဒီစစ်ကော်မရှင်ကလည်းမြို့သားညီညွတ်ရေး NUG အဖွဲ့ဝင်တွေပြီးတော့နိုင်ငံရေးတက်ကြလှုပ်ရှားသူတွေနိုင်ငံရေးသမားအချို့တွေကိုအမိပြစင်းတင်သွင်းတာအကြမ်းဖက်သမားများဖြစ်ကြီးညာတာနိုင်ငံသားအဖြစ်မှရက်စဲတာပြည်နေနံပေးတာစသည်တို့ကိုလည်းထုတ်ပြန်ထားပါတယ်နိုင်ငံထဲမှာအချို့နဲ့စစ်တပ်ထောက်ခံတဲ့တေရီဂန်ချန်နယ်လော်ဘီတွေကတော့မြို့သားညီညွတ်ဆိုရ NUG အနေနဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပါဝင်စစ်တပ်ရဲ့ထိပ်ပိုင်းကောင်းဆောင်33ဦးကိုနေပြည်တော်မှာဘလို့မှဖမ်းဆီးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှဝါဒဖြန့်နေကြတာဖြစ်ပါတယ်